ဖဲနဲ့ချွတ်လိုက်တာနဲ့ပတ်ဝန်းကျင်ကလူတွေမေးလဲကုန်ပြီလားရင်နွေးထဲမှာစားခါထည့်ပြီးခြေထောက်ကိုစိမ်ပေးပါဘက်ထရီယာတွေကိုတက်ပြီးအနက်အသက်ဆိုးတွေကိုဖယ်ရှားပေးပါတယ်လက်သေးပေးကအရေပြားတွေကွဲပြီးဆက်ဖြင်းဖြစ်နေလားတလွင်စီအနှဲငယ်ကိုအပူပေးပြီးလက်သေးတွေကိုစိမ်ထားပေးပါဗီတာမင် E ကလက်သေးတွေကိုတက်တာပျောက်ကင်းစေပါတယ် မျက်နှာကနွမ်းနယ်ပြီးအသက်မပါသလိုဖြစ်နေလားဖူစီနံရွက်ကိုထောင်ပြီးမျက်နှာပေါ်တင်ထားလိုက်ဖူစီနံမှာပါတဲ့မင်းသိုးတက်ကပင်ပန်းနွမ်းနယ်မှုတွေကိုပျောက်ကွယ်သွားစေမှာပါမျက်နှာပေါ်မှာတဲတောင်ပြင်လိုအနီဖူတွေထွက်နေလို့စိတ်ညစ်နေလားပြားရည်နဲ့တံပရာရည်ကိုရောဆက်ပြီးလိမ်ပေးလိုက်ပြားရည်ကပိုးသက်ပေးလို့အစီဖူတွေအမြန်ချက်ပြီးမှန်သားပြင်လို့ချက်ပြီးအသားရည်ကညက်ပတ်ပြီးအယောင်မွဲနေတာကြည့်ရတာအဆင်မပြေဘူးလားပဲစိမ့်မုံကိုရင်းနဲ့ဖြော်ပြီးတကိုယ်လုံးကိုတိုက်ချပစ်လိုက်အသားရည်ကဖြူဖွေးကြည်လင်လာမှာပါ ဟုတ်တယ် မိတ်ကပ်လိမ့်ရင်ကွက်တိကွက်ကြားနဲ့ဖွဲပြပတ်ထားသလိုဖြစ်နေလားမိတ်ကပ်မလိမ့်ရင်ရေခဲတုံးလေးနဲ့မျက်နှာကိုခတ်သွက်သွက်ပွက်ပေးပါမိတ်ကပ်သားဣနေအောင်တဏီကုန်ခံစီမှာပါ ခြေပွားတွေကကြီးတွေတက်ပြီးကြမ်းတမ်းနေလားနားနသီးနဲ့ခြေပွားကိုပွက်တိုက်ပေးနားနသီးမှာပါတဲ့ဘရိုမီလိန်အင်ဇိုင်းကအရေးပြားတွေကိုပျော့ပြောင်းစေပြီးကြီးတွေကိုကွာကျစေမှာပါမျက်နှာကနှုတ်ပေမဲ့လေဘင်းကအရေးအကြောင်းတွေကပေါ်နေပြီလားကျင်းရင်နဲ့ပြားရည်ကိုရောပြီးနှိမ့်နေပြီးပြားရည်ကလေဘာအသားတွေကိုပြန်လဲချုံးမွေသွားထိစားမှာပါမိတ်ကပ်ဖြတ်ဆေးဝယ်ဖို့ပေါက်ဆံနှမျောနေလားအုံးစီကရေဆိုကန်မိတ်ကပ်တွေကိုတော့ပြုတ်ထွက်စေုံနဲ့မကပဲအသားရည်ကိုပါအဆိုတက်ဖြည့်ပေးလို့မျက်နှာလေးကအီအီလေးကြံနေခဲ့မှာပါ